အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတန်းစရာပဲမှာ CLL Health မှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ Primary Care Physician တူဖြစ်ပါတယ်သွေးပေါင်ချိန်အမှန်ကိုသိရှိနိုင်ဖို့အတွက်ကိုယ်တိုင်နေမှာသွေးပေါင်ချိန်တိုင်းတာရမှာလိုက်နာရမယ့်အချက်များစွာရှိပါတယ်သွေးပေါင်မချိန်မီကိုယ်ရောစိတ်ပါအနာပေးနိုင်ဖို့အတွက်တိတ်ဆိတ်အေးချမ်းတဲ့အခန်းသို့မဟုတ်မဆူညံတဲ့နေရာမျိုးမှာ9မိနစ်ခန့်အနားယူပြီးတိုင်းတာရင်ပုံမှန်မှန်ကန်တဲ့အဖြေကိုရရှိမှာဖြစ်ပါတယ်ကော်ဖီတောက်ခြင်းဆစ်လေးတောက်ခြင်းအစာစားခြင်းဆေးတောက်ခြင်းဒေးကျင်ငန်းပြုလုပ်ခြင်းတို့ဟာသွေးပေါင်ချိန်ကိုတက်စေနိုင်တာဖြစ်လို့သွေးပေါင်မချိန်မီနိုင်ဝက်အလိုမှာအဲ့လိုအပြုအမူတွေကိုမပြုလုပ်မိဖို့အရေးကြီးပါတယ်ဒီလိုမျိုးကိုယ်စိတ်နှမျိုးလုံးအနားယူပြီးသွားပြီဆိုရင်တော့သွေးပေါင်ချိန်မှုနေရာယူကြရပါမယ်သွေးပေါင်ချိန်မှုအကောင်းဆုံးအနေထားကတော့နောက်မိပါတဲ့ကလထိုင်လေးနဲ့ထိုင်ပြီးတိုင်းတာဖြစ်ပါတယ်လက်တွေကိုလည်းလက်တန်းဒါမှမဟုတ်စပွဲပေါ်မှာတင်ထားပြီးမိမိနှလုံးနဲ့တပြေးညီတန်းနဲ့ထားရပါမယ်လက်ကိုတောင့်တင်းမထားရပါဘူးခြေထောက်ကိုလည်းခြေပေါ်ကနှစ်ဖက်လုံးကျမ်းပြင်ပေါ်မှာချထားရပါမယ်ခြေပြားထောက်တာခြေထောက်ချိတ်ထိုင်တာတွေမလုပ်ရပါဘူးလက်ပတ်တဲ့နေရာမှာအရေးပြားနဲ့ဓာတ်ရိုက်ထိနေတာအကောင်းဆုံးပါပဲကြားထဲမှာအင်ဂျီလိုမျိုးခံမနေပါစေနဲ့လက်ပတ်ရဲ့အောက်ခြေအစွန်ကိုတရောင်ခွဲရဲ့အပေါ်လက်နှလုံးကအကွာမှာထားပေးပါအဲ့ဒါပြီးရင်တော့ခလုတ်လေးနှိပ်ပြီးငြိမ်ငြိမ်လေးထိုင်ဆောင်နေုံပါပဲအဲ့ဒီအချိန်မှာစကားမပြောမိဖို့လိုသလိုလှုပ်ရှားတာမျိုးမလုပ်ဖို့လည်းအရေးကြီးပါတယ်ပိုပြီးတေချာမှန်ကန်တဲ့အဖြေရရှိဖို့အတွက်ပထမတစ်ချိန်တိုင်းပြီးနောက်10မိနစ်2မိနစ်အကြာမှာနောက်တစ်ချိန်ထပ်တိုင်းကြည့်ပါဒီလိုတိုင်းတာတဲ့အဖြေနှစ်ခုရဲ့ဖြန်းဖြသွေးပေါင်ချိန်ကိုအချိန်ရက်စွဲနဲ့သေသေးချာချာမှတ်သားထားပြီးမိမိဆရာဝန်ထံပြသမယ်ဆိုရင်တော့သွေးပေါင်ထိန်းချုပ်ဖို့အတွက်ပုံမအထောက်အကူဖြစ်စေပါမယ်လူအများစုမှားတတ်တာလေးတွေကိုလည်းပြောပြချင်ပါတယ်သွေးပေါင်ချိန်မယ်ဆိုရင်မိမိကိုယ်ကိုပြင်ဆင်မှုမပြုလုပ်ပဲတန်းပြီးချိန်လေးရှိတတ်ပါတယ်ဒီလိုမျိုးအနားမယူပဲတန်းပြီးသွေးပေါင်ချိန်ရင်သွေးပေါင်ချိန်နေစဉ်စကားပြောခြင်းလှုပ်ရှားမိခြင်းတို့ကလည်းသွေးပေါင်ချိန်အဖြေကိုမှားယွင်းစေတတ်ပါတယ်တချို့ကလက်ပတ်နဲ့နှလုံးကိုတန်းတူမထားပဲအပေါ်ကိုမြင့်နေတာအောက်ကိုအရန်ကျနေတာမျိုးဖြစ်တတ်ပါတယ်ပိုဆိုးတာကတော့လက်ကိုလေထဲမြှောက်ပြီးတိုင်းတာပေါ့ဘယ်ချိန်မဲချိန်သွေးပေါင်ချိန်က140 90အထက်ရောက်နေပြီဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးစားတောက်တာသို့မဟုတ်တောက်လက်စာဆေးတွေကိုအတိုးလျှော့ချိန်ကြီးတာမျိုးလုပ်သင့်ပါတယ်အကယ်၍ချိန်တိုင်းလို180 120အထက်ရောက်နေပြီဆိုရင်တော့ဆရာဝန်နဲ့နေမကူပဲအမြန်ဆုံးပြသင့်ပါတယ်ဒါလို့ဆိုရင်တော့သွေးပေါင်ချိန်ကိုအမှန်ကန်ဆုံးအိမ်မှာစနစ်တကျတိုင်းတတ်ပြီလို့ထင်ပါတယ်တိတ်တဆိတ်ဒုက္ခပေးတဲ့သွေးတိုးရောဂါကိုထိန်းသိမ်းနိုင်ဖို့အတွက်မိမိရဲ့သွေးပေါင်ချိန်ကိုအမြဲပဲဂရုစိုက်ဖို့အကြံပေးခြင်းပါတယ်ကျွန်တော်ကတော့ CLL Health Primary Care မှာဒေါက်တာတန်းစရာပဲဖြစ်ပါတယ်